ရဟန်းပြိုလေးထန်ဆန်းကြံရဲ့ခရီးစဉ်ဟာအလွန်မဲ့အထီးကျန်လာသလိုဘေးရန်နေရတွေနဲ့လည်းပြည့်နှက်နေပါတယ်။လမ်းဘေးဝဲရမှာတက်ရှိမှန်သမျှကိုဝါမျိုးပြင်းမဲ့တောနက်ကြီးတွေနဲ့ဂျောင်းနက်ကြီးတွေပဲရှိပါတယ်။သူ့ကိုအနောက်ဖက်စီဥတီသွားနိုင်ဖို့လမ်းပြနေတာကတော့ငကားမြင်းဖြူရဲ့အဖော်ပြုမှုနဲ့သူ့ရဲ့စိတ်ထဲကခိုင်မာတဲ့တရားတရားပဲဖြစ်ပါတယ်။ဒီနေ့မှာတော့သူဟာထူးဆန်းတဲ့ပုံသဏ္ဍာန်ရှိတဲ့တောင်တန်းကြီးတစ်ခုစီကိုရောက်ရှိလာပါတယ်။အဲ့ဒီတောင်ဟာမြေပြင်ပေါ်မှာဖိနှိပ်ထားတဲ့ဘလူးကြီးတစ်ကောင်ရဲ့လက်ချောင်းငါးချောင်းနဲ့တူနေပြီးပတ်ဝန်းကျင်တစ်ခုလုံးကလည်းအေးဆက်တိတ်ဆိတ်နေပါတယ်။အဲ့ဒီချိန်မှာပဲတောင်ချေရင်းကနေဟိန်းထွက်လာတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်။အဲ့ဒီအတန်ဟာအရှာရှာဖြစ်နေပြီးနှစ်ပေါင်းများစွာအောင်အေးထားရတဲ့မျောလင်းချက်တွေနဲ့ပြည့်နှက်နေပါတယ်။ဆရာကြီးလားခင်ဗျာမဟာတန်ပြည်ကကြွလာတဲ့သူလားကျွန်တော်ဒီမှာစောင့်နေတာကြာပါပြီဗျာ။ထန်ဆန်းကျန်းဟာလန့်သွားပြီးပတ်ဝန်းကျင်ကိုလိုက်ကြည့်ပေမဲ့ဘသူ့ကိုမှမတွေ့ရပါဘူး။ဒါနဲ့သူဟာအဲ့ဒီအတန်လာရစီကိုသတိထားပြီးလိုက်သွားတဲ့အခါမယုံနိုင်စရာမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။တောင်ချေကကြောက်တုံးကြားထဲမှာမြောက်တကောင်ရဲ့ခေါင်းဟာပြူထွက်နေပါတယ်။သူ့ရဲ့မျက်လုံးတွေကရွှေရောင်တောက်နေပြီးရွှေရောင်အမွှေးတွေနဲ့လက်တစ်ဖက်ကလည်းဝမ်းသာအားရဝှေ့ယမ်းပြနေပါတယ်။နောက်ဆုံးတော့ဆရာကြီးရောက်လာပြီပဲ။မင်းကဘာတူလဲ။ဘာလို့ဒီမှာအပိတ်ခံထားရတာလဲလို့ထန်ဆန်းကြံကအံ့ဩတကြီးမေးလိုက်ပါတယ်။မြောင်မင်းကမန်မာနာနဲ့နာကြီးမှုတွေရောပြောနေတဲ့အတန်နဲ့တဟဟရီမောလိုက်ပြီးကျွန်တော်ကကောင်းငင်ဘုံကိုစူပူတောင်းချမ်းခဲ့တဲ့မဟာနတ်မင်းကြီးစုံဝခုံးပါပဲဒါပေမဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့ပြည့်ရထဲမှာမိသွားပြီးဒီနေရာမှာအကျဉ်းကျနေတာနှစ်ပေါင်း900ရှိပါပြီမကြခင်ကပဲခွန်ရင်မဲတော်ကြွလာပြီးဆရာကြီးကသာကျွန်တော်ကိုကယ်ထုတ်နိုင်မယ်လို့မိန့်ကြားခဲ့ပါတယ်ဆရာကြီးနောက်ကိုလိုက်ပြီးပိဋကတ်သုံးပုံပင့်ဆောင်ရင်းနဲ့ကျွန်တော်ရဲ့အဖြစ်တွေကိုစေးကြောပြရစီကုညီပါအောင်ဆရာကြီးဒါကိုကြားတဲ့အခါထန်ဆန်းကြံဟာဒါဟာကံကြမ္မာပဲဆိုတာနားလည်သွားပါတယ်။သူဟာတောင်ထိပ်ကိုတက်သွားပြီးကတ်ထားတဲ့ဂါရာတော့တစိုက်ခတ်ထားတဲ့စာရွက်ကိုခွာလိုက်ပါတယ်။စာရွက်လေးကွာသွားတာနဲ့တပြိုင်နက်တောင်ကြီးတစ်ခုလုံးတုန်ခါသွားပြီးဘုံဆိုတဲ့အတန်ကြီးနဲ့တူတောင်ငါးလုံးဟာအစိတ်စိတ်အမွာမွာပောက်ကွဲသွားပါတော့တယ်။စုံဝခုံးဟာရွှေရောင်ကျဲတကွန်ကြီးလိုတောင်အောက်ကနေထိုးထွက်လာပြီးလွတ်လပ်မှုရဲ့ဟိဟောက်တန်ကြီးဟာကဘာမြေတစ်ခုလုံးပြန့်နှံ့သွားပါတော့တယ်။စုံခုံးဟာဆရာကြီးကိုဦးချကြော့ပြီးတဲ့နောက်သူ့ရဲ့ရိုင်းဆိုင်တဲ့ဇယိုက်ကိုထိန်းချုပ်ဖို့အတွက်ရွှေဆက်လောင်ရွှေကောင်းဘက်ကိုအစွတ်ခံလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့တကက်ခရီးစဉ်ကြီးစတင်มาရတယ်။သူတို့နှစ်ယောက်ဟာခရီးဆက်လာရင်ကောမီသားစုကျွော်ကိုရောက်လာကြပါတယ်။ဒါပေမဲ့အဲ့ဒီရွာရဲ့အခြေအနေကထူးထူးခြားခြားတိတ်ဆိတ်နေပါတယ်။အိမ်တိုင်းကတကားတွေကိုအလုံးပိတ်ထားကြပြီးရွာသားတွေရဲ့မျက်နှာတွေမှာလည်းကြောက်ရွံ့မှုတွေပြည့်နေနေပါတယ်။စုံစမ်းကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီရွာရဲ့တထေးကြီးကောရဲ့အိမ်မှာမိစ္ဆာတကောင်ဝင်ရောက်တောင်းချမ်းနေပြီးတထေးကြီးရဲ့အငယ်ဆုံးသမီးလေးကိုဇနီးဖြစ်အာဓမသိမ့်ပိုက်ထားတာကြောင့်တရွာလုံးကကြောက်လန့်နေကြတာဖြစ်ပါတယ်။မိစ္ဆာဟုတ်လားဒါမျိုးကတော့ငါနဲ့အတွေ့အကြုံဆုံးပဲလို့ဝူခုံးကလက်ရားသလိုမျိုးကုတ်ပြီးပြောလိုက်ပါတယ်။ဆရာကြီးဒီမှာခဏဆောင်နေအဲ့ဒီကောင်ကိုကျွန်တော်အမိဖမ်းပြီးဆရာကြီးစီခေါ်လာခဲ့မယ်။အဲ့ဒီညမှာပဲစုံဝူခုံးဟာတထဲအိမ်ထဲကိုခိုးဝင်သွားပါတယ်။သူဟာတကိုးနဲ့တထဲကြီးရဲ့သမီးကျော်လေးချွေလန်ဖြစ်ဖန်ဆင်းပြီးမင်္ဂလာခန်းဆောင်ထဲမှာအေးအေးဆေးဆေးစောင့်နေလိုက်ပါတယ်။မကြခင်မှာပဲတကားကြီးပွင့်သွားပြီးလူတန်ကြီးတယောက်ဝင်လာပါတယ်။သူဟာဘလောက်တောင်းတောင်းနဲ့ဖြစ်ပေမဲ့ကြောက်စရာကောင်းတာကသူ့ရဲ့မျက်နှာပါပဲ။အဲ့ဒီမျက်နှာဟာဝက်မျက်နှာလုံးလုံးဖြစ်နေပြီးနှာခေါင်းရှည်ကြီး၊နရွက်ကားကြီးတွေနဲ့လောပစောတက်နေတဲ့မျက်လုံးတွေရှိပါတယ်။သူ့ရဲ့လက်ထဲမှာတော့ကိုးခရင်ခွလို့ခေါ်တဲ့လက်နက်ကြီးကိုကင်ထားပါတယ်။နှမလေးဒီညဘာလို့မအိတ်သေးတာလဲ။ကို့ကိုစောင့်နေရလားလို့အဲ့ဒီဝက်မိတ်စာကြီးကရမတ်စောနဲ့ပြောရင်းဝင်လာပါတယ်။ဟူခုံးကတော့သမီးလေးချွေလန်အသွင်နဲ့ရှက်သွေးဖျန်းနေသလိုဟန်ဆောင်နေလိုက်ပါရတယ်။အကိုကြီးကျမကြားဘူးတာတော့အကိုကြီးကတကောအာနာအင်မတန်ကြီးမားတယ်ဆိုအရင်ကကောင်းငင်ဘုံမှာတော့စစ်သူကြီးဖြစ်ခဲ့မှုတယ်ဆိုတာဟုတ်သလားဟင်ဝမ်းမိတ်ဆာဟာချက်ချင်းပဲရင်ကိုကော့လိုက်ပြီးဂုံယူဝင်ကြွားစွာနဲ့ပြန်ပြောလိုက်ပါတယ်ဒါပေါ့နှမလေးရဲ့ကိုရောကကောင်းငင်ဘုံမှာရေတက်စစ်တီ၈တောင်းကိုအုပ်ချုပ်ရတဲ့ထန်းဖုံးစစ်သူကြီးပဲဒါပေမဲ့ကံမကောင်းကျင်တော့အရက်မူးပြီးနတ်သမီးခြံအားကိုတွားပြီးစော်ကားမိလို့ငရဲမင်းကြီးကအချက်2000ရိုက်ဖို့အမိန့်ပေးပြီးလူပြေကိုဆင်းခိုင်းလိုက်တာပေါ့ဘူခုံးကအကွက်ချပြီးထပ်မေးလိုက်ပြန်ပါတယ်။အိုးဒါဆိုရင်တော့အကိုကြီးရဲ့အစွမ်းကအရင်တုန်းကကောင်းကင်ဘုံမှာစူပူတောင်းချမ်းခဲ့တဲ့စုံခုံးထက်တောင်ပိုပြီးတာမှာပဲနော်
ဝိုင်းမိတ်စာကတဟားရီမောလိုက်ပြီးနှမလေးကအဲ့ဒီမြောက်ခိုးကိုတိတာလားအဲ့ဒီကောင်နဲ့သာမျက်နှာချင်းဆိုင်တိုးကြည့်ပါလားကိုရော်ရဲ့ဒီကိုးပြခတ်နဲ့သူ့ကိုအပိုင်းပိုင်းဖြစ်အောင်နှုတ်ဆင်းပလိုက်မယ်ဝူခုံးကခနဲ့တက်တဲ့လေတံနဲ့ဒါဆိုရင်လည်းအခုပဲစမ်းကြည့်လိုက်လေအဲ့ဒီစကားအဆုံးမှာပဲချောမောလှပတဲ့မိန်းကလေးဟာပျောက်ကွယ်သွားပြီးရွှေရောင်အမွှေးမြင်နဲ့မြောင်မင်းစိုးဝခုံးအစ်စ်ပြန်ပေါ်လာပါတော့တယ်ဟေးဝမ်းညစ်ပတ်မင်းကဘလောက်အစွမ်းရှိလို့ငါ့လိုဘိုးအေကိုစော်ကားရတာလေဟူခုံးကဟိတ်ဟောက်ပြီးဝမ်းမိတ်စာစီခေါင်းအုပ်လိုက်ပါတယ်ဝမ်းမိတ်စာဟာစုံဝခုံးအစ်စ်ကိုမြင်လိုက်ရတဲ့အခါထိတ်လန့်တုန်လှုပ်သွားပြီးသူ့ရဲ့ကိုခရင်ကွာကိုခမန်းကရန်ဆွဲယူကခုခံလိုက်ရပါတယ်ဟူခုံးရဲ့နောက်လန်တန်နဲ့ဝမ်းမိတ်စာရဲ့ကိုခရင်ကွာတို့ရိုက်ခတ်မိတဲ့အခါမီးပွင့်နေတောင်ထွက်သွားပါတယ်ခန်းဆောင်အတွင်းမှာတိုက်ကြခိုက်ကြတာကြောင့်အသုံးဆောင်ပစ္စည်းတွေဟာခဏချင်းမှာပဲအကုန်ပျက်စီးကုန်ပါတော့တယ်ဝူခုံးဟာလေပွေလိုပဲလှင်မြန်ဖြက်လက်ပြီးအရက်မျက်နှာအနှံ့ကနေထိုးနှက်တိုက်ခိုက်ပါတယ်ဝမ်းမိတ်စာကတော့ကိုလုံးကြီးပြီးအနှဲငယ်လေးလံပေမဲ့ခုံအားကတော့မဟာစွမ်းမကကြီးလာပါတယ်သူခရင်ကွာကိုတစ်ချက်ဝှေ့ရမ်းလိုက်တိုင်းလေပြင်းတွေတိုက်ခတ်ပြီးအိမ်ခေါမိုးတွေတောင်လွတ်ထက်မတွက်ဖြစ်သွားပါတယ်သူတို့နှစ်ယောက်ဟာအိမ်ထဲကနေအပြင်ထိထိုးပေါက်တိုက်ခတ်ကြတဲ့အခါခိုးကြည့်နေတဲ့ရွာသားတွေဟာကြောက်လန့်တကြားအော်ဟစ်ပြေးသွားကြပါတယ်ဝမ်းမိတ်စာဟာမနက်ချင်းဆိုင်တိုက်လို့မနိုင်မှန်းသိတော့လေနက်ဖြစ်ဖန်ဆင်းပြီးကောင်းငင်ဘော်ကိုထွက်ပြေးပါရတယ်မင်းဘယ်ကိုပြေးမှလဲဝူခုံးကဟိတ်ဟောက်ပြီးတိမ်ညိုစီးကနောက်ကနေတက်ကြက်မကွာလိုက်ပါရတယ်ကောင်းငင်ရံမှာတိုက်ပွဲကြီးကထပ်မံဖြစ်ပွားပြန်ပါတယ်ဝူခုံးရဲ့နက်လန်တန်ကရွှေရောင်အရိပ်တွေထောင်ပေါင်းများစွာထွက်ပေါ်လာပြီးဝမ်းမိတ်စာကလည်းသူ့ရဲ့ကိုးပြခတ်ကိုတန်တတိုင်းကြီးလိုတုံးပြီးခုခံပါတယ်တိုက်ပွဲဆန်တွေဟာမှောင်မိုက်နေတဲ့ကောင်းငင်ရံမှာမိုးကြိုးပြစ်တယ်လို့မျိုးဟိမ့်ထွက်နေပါတယ်နောက်ဆုံးကတော့ဝူခုံးဟာအကွက်မြင်သွားပြီးသူ့ရဲ့နက်လန်တန်နဲ့ဝမ်းမိတ်စာရဲ့ကြောလေတက်တက်ကိုအားကုန်လွှဲရိုက်လိုက်ပါတယ်ဝမ်းမိတ်စာကြီးဟာအော်ဟစ်ပြီးကောင်းငင်ဘော်ကနေမြေပြင်ပေါ်ကိုဝုန်းကနေကျလာပါတယ်မြေပြင်မှာကျင်းကြီးတစ်ခုဖြစ်သွားတဲ့အထိပြင်းထန်လာပါတယ်ဝူခုံးကထပ်ပြီးရိုက်နှက်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲဝမ်းမိတ်စာဟာလက်နှစ်ဖက်ကိုမြှောက်ပြီးတားမြစ်လိုက်ပါတယ်နေပါအောင်အကိုကြီးကျွန်တော်မတတ်ပါနဲ့အောင်မင်းမှာဘာမှစရာရှိသေးလို့လေကျွန်တော်လဲဂွမ်ရင်မဲတော်ရဲ့အမိန့်ကိုရရှိထားတာပါမဲတော်ကကျွန်တော်ကိုအကုသိုလ်တွေမလုပ်တော့ပဲပိဋကတ်သုံးပုံသွားပြမဲ့ဆရာကြီးကိုစောင့်ပြီးကုညီဖို့မိန့်ကြားထားတာပါကျွန်တော်စောင့်နေတာနှစ်ပေါင်းများစွာရှိပါပြီဒါပေမဲ့အထီးကျန်တာကိုမခံနိုင်လို့ဒီမှာမိမအရင်ရှာနေမိတာပါကျွန်တော်အရှုံးပေးပါပြီကျွန်တော်ဆရာကြီးစီခေါ်သားပေးပါဦးဝူခုံးဟာခဏလောက်တွေ့ဝေသွားပြီးမှတဟားရီမောလိုက်ပါတယ်ဒီဝက်ကငါ့ရဲ့နက်လန်တန်နဲ့မတွေ့ရင်တော့မရင်ပါသေးဘူးပဲကောင်းပြီငါနောက်ကိုလိုက်ခဲ့ဒီလိုနဲ့ခရီးသွားအဖွဲ့မှာဒုတိယမြောက်တစ်ပတ်ကိုထပ်မံရရှိခဲ့ပါတယ်ဆရာကြီးထန့်ဆန်းကျန်းကသူ့ကိုကျူးပါကျဲလို့အမည်သစ်ပေးလိုက်ပါတယ်အတိတ်ဘယ်ကတော့တီလာ၈ပါးကိုစောင့်ထိန်သောဝက်လို့ဆိုလိုပါတယ်သူဟာအရင်ကကောင်းငင်ဘုံစစ်သူကြီးဖြစ်ခဲ့ပေမဲ့အခုတော့အစားအသောက်နဲ့ကာမဂုဏ်မှာမတ်မောတဲ့ဝက်မိတ်စာအသွင်ဖြစ်နေပါတယ်အခုဆိုရင်ခရီးစဉ်ဟာမြစ်တာဂယုဏကြီးမားတဲ့ဆရာကြီးနဲ့စိတ်တိုတတ်တဲ့တပည့်ကြီးနှစ်ယောက်တည်းမဟုတ်တော့ပါဘူးပြဿနာပေါင်းဆောင်ရှာတတ်တဲ့ဒုတိယတပည့်ပါတိုးလာပြီးခရီးစဉ်ကိုပို့ပြီးတော့အယောင်သွေးဆောင်လင်စေပါတော့တယ်တမိုင်းတခြားအထူးဆန်းဆုံးခရီးသွားအဖွဲ့ကြီးစတင်ဖွဲ့စည်းမိပြီဖြစ်တယ်လို့ရှေ့ခရီးမှာလေသူတို့ကိုစောင့်ကြိုနေတဲ့မိစ္ဆာပေါင်းထောင်တောင်းချီရှိနေပါသေးတယ်